Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာ Security Forum ကရွှေခင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ WordPress ကနေ theme တစ်ခုရေးပုံရေးနည်းလေးကိုသင်ကြားပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဒီသင်ခန်းစာမှာကျွန်တော် HTML CSS ကိုအသေးစိတ်မသင်ကြားပေးတော့ပါဘူးဒါ့အပြင်ကျွန်တော်အခုနော်ကိုယ်ပိုင် design တစ်ခုကို Photoshop နဲ့ဆွဲထားတော့နော်ဒီ Photoshop နဲ့ဆွဲထားတဲ့ဒီ Photoshop အကြောင်းနဲ့အသေးစိတ်မသင်ကြားပေးတော့ဘူးအဲ့တော့ကျွန်တော်တို့အရင်ဆုံးစလိုက်အောင်အရင်ဆုံးကျွန်တော်တို့က WordPress ကိုတော်တော် install လုပ်ရပါမယ် install လုပ်ပြီးတာနဲ့ကျွန်တော်တို့စီထဲကအဲ့ဒီကျွန်တော်တို့ဒီ install လုပ်ထားတဲ့ WordPress folder ရှိတဲ့ file ရှိတဲ့ folder တွေကိုအရင်ဆုံးတွားပါမယ်ကျွန်တော်ကဘယ်ထဲမှာ install လုပ်ထားလဲဆိုတော့ဘယ်ထဲမှာလဲဆိုတော့တူတော့မသိဘူးဒီကတော့တင်ပါဟုတ်ပါတယ်ဒီ WordPress ထဲမှာအဲ့ထဲမှာကျွန်တော်တို့ install လုပ်ထားတဲ့ WordPress folder တွေကမှာ WP content တွေကိုတွားပြီးရင် theme တွေကိုတွားပြီးကျွန်တော်တို့အသစ်ကျွန်တော်တို့အခု theme အသစ်တိစောက်မှာဖြစ်တဲ့အတွက် folder အသစ်တစ်ခုထပ်ဆောက်လိုက်ပါအဲ့ဒီ WP content ထဲက theme ထဲမှာ folder အသစ်တစ်ခုတိစောက်ကျွန်တော်တို့ကဒီ theme ကိုဘယ်လိုနာမည်ပေးမလဲဆိုတော့ MSF theme လို့နာမည်ပေးတယ်နော်ဒီလို Notepad Plus ကိုဖွင့်လိုက်ပါကျွန်တော် Notepad Plus ပဲတော့ဒီလိုကျွန်တော်တို့ file သုံးခုတိစောက်ပါမယ်ပထမ file က HTML ပြီးထုံးစံတိုင်း HTML လာမယ် HTML ပြီးထပ်လာမယ်ဒီ body လာမယ် UTY body လာမယ်โอเคအဲ့ဒီ body ထဲမှာမရှိမယ်ဆိုကျွန်တော်တို့အဓိက website တစ်ခုမှာ header ရှိမယ်နော် header အဲ့ဒါဆိုဒီအပိုင်းကို header လို့ခေါ်တယ်ပြောက်ပါပြီအဲ့ဒီ header ပြီးရင် container ရှိမယ် container ကဒီ body တစ်ခုလုံးပေါ့တဲနေဒီကို container ပေါ့နော် container ရှိမယ်ပြီးရင် footer ရှိမယ် footer ကြတော့ဒီအောက်ခြေပိုင်းပေါ့တဲနေဒီကိုအဓိကအတွေ့ဒီသုံးခုရှိပါမယ်အဲ့တော့ကျွန်တော်တို့အရင်ဆုံးက header ဆိုတဲ့ file ကိုတိစောက်လိုက်ပါမယ် header ဆိုတဲ့ file ကိုကျွန်တော်တို့ခုနကအဲ့ဒီ WordPress install လုပ်ထားတဲ့ theme ထဲက WordPress install လုပ်ထားတဲ့နေရာထဲက install လုပ်ထားတဲ့နေရာထဲက WP content ထဲက theme ထဲကကျွန်တော်ခုနက folder အသစ်စောက်ထားတဲ့ MSF theme ထဲမှာ header ဆိုတဲ့ HTML.php ဆိုတဲ့ PHP file ဆောက်လိုက်ဒီ PHP ထဲမှာကျွန်တော်တို့ HTML အဖွင့်ပေးတွေစာရင်းနဲ့ပြီးရင် head အဖွင့်ပေးရေးပဲ body ဖွင့်ပေးရေးပဲပြီးရင် body ထဲမှာဘာလာမလဲဆိုတော့ website ဒီ header ပေါ့ provide တစ်ခုရှိမယ်နောက်ဆုံးတင်ပါတော့ဒီထီပေါ့ဒီကောင် header ပေါ့နော် header ရှိမယ်ဒီ header ရှိမယ် header ရှိမယ်ပြီးရင် header ပြီးရင် container ရှိမယ်container ရှိမယ်container တော့တင်းနေပဲကောင်းတယ် TNT equal to container နာမည်ပေးလိုက်မယ် CO လုံးတင်contact လို့ပေးလိုက်မယ် contact တင်ပြီးရင် footer ရှိမယ်ဒီက footer ရှိမယ် okay
အဲ့ဒါကိုကျွန်တော်တို့ကခုကဒီ content ဖွင့်ကနေ content အဖွင့်ကနေပေါ်ပိုင်းကြီးက header မှာယူမယ်အဲ့ဒီအဆုံးကနေဒီစီကြတော့ cut လုပ်လိုက်မယ် cut နော်ပြီးရင် file တစ်ထပ်ဆောက်မယ်ပြချလိုက်မယ်ဒီကောင် footer လို့နာမည်footer.php ဒီကောင်ကြောင့်ကျွန်တော်တို့အဲ့ဒီ content ဖွင့်အပိတ်ကနေစပြီးနောက်ပိုင်းကြီးက footer ထဲမှာထည့်ပဲဒီအပေါ်ပိုင်းကြီးက header ထဲမှာထည့်တယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အရင်ဆုံး style.cs ဆိုတိစောက်ဖို့လိုပါမယ်ဒါမှကျွန်တော်တို့ html style.css စောက်လို့ဒါမှကျွန်တော်တို့ရဲ့ website ကိုကျွန်တော်ရဲ့ပြီးကို WordPress မှာပေါ့ activate လုပ်လို့ရပါမယ် style. စောက်မယ်ဆိုရင်ကျွန်တော်တို့ကမရှိမဖြစ်လိုတာက slashကျွန်တော်ဒီကုတ်တွေကမထည့်လို့မရတော့ကျွန်တော်ဒီကုတ်တွေမထည့်ရင်တီးထဲမှာကျွန်တော်တို့ရဲ့ဘာလဲမှာပေါ့ဒီ appearance ထဲမှာကျွန်တော်ဒီပေါ်မှာပို့တော့ဒီမှာကြည့်တော့တွေ့လားကျွန်တော်တီးရမပေါ်သေးဘူးမပေါ်သေးတဲ့အကြောင်းရင်းကဒီကုတ်တွေမထည့်ရသေးဘူးဒီလုံးထည့်မှာတီးနေတီးနေဆိုရင်ဒီလိုနာမည်ပေးတယ်မယ်ပြီးရင်အားသာဆိုရင် issue အားသာဆိုရင်ရွှေ page okay နောက်တစ်ခုက discussion ခဏကြည့် discussion ဆိုရင် for NSF နံပါတ်တော့နောက်တစ်ခုကြတော့ license တို့ version တို့မထည့်လို့ version မထည့်လိုက် version က 1.0 လောက်ပဲထည့်ထားတယ် version မျိုးတခြားပါထည့်ဖို့ကြောင်မကြည့်ကြည့်တာ version ရှိမယ်ဒီပြတော့ပဲထည့်တာ style တော့ save တာပြီးရင်ကျွန်တော်တို့ထောက်ခံ HTML မှာရေးတာနဲ့အတူပဲเนาะကျွန်တော် title ပါမယ် title ပါမယ် title ပါမယ်ဒီကtitle ပြီးရင်ဒီ file ကို CSS နဲ့ link ထည့်ရမယ် link title မှာကျကျွန်တော်တို့ကဒီ WordPress install လုပ်တော့ site ကိုပေးထားတဲ့နာမည်ပေါ်ထည့်အောင်အဲ့ကျွန်တော်တို့ PHP ဟောပေါ့ဒီ WordPress function တုံးချင် WordPress function က PHP အဖွင့်ပိတ်ထဲမှာဆိုတော့ဒီ title stan ရှိသူ link ချိန်တာကျွန်တော်တို့ file က WordPress မှာတခါလေးတင်လို့ထားထားနေ stan တခါလေး link သွားချိန်လို့မရဘူးသူ့ရဲ့ function လေးသုံးပြီးမှချိန်မှရအောင် function က PHP blog info ပေါ့နော် blog info ဒီထဲမှာ stan ရှိဒီမှာ stan ရှိ stan stanရှိ install ဒီ index file ထပ်ပြီးတော့ဆောက်တော့ index.php ထပ်ပြီးတော့ဒီဆောက်ပါမယ်အဲဆိုရင်ကျွန်တော်တို့ link နဲ့ချိန်ပြီး title လဲထားပြီးဆိုကျွန်တော်တို့ချိန်တဲ့ link ကမိတာတွားဆိုင်ရမှာဟုတ်မဆိုင်ရင်ကျွန်တော်တို့ပြီးရင် install လုပ်လို့ရပြီလားတစ်ချက်ကြည့်ကြည့်မယ်နော်ကောင်းလုပ်ပြန်လုပ်လိုက်မယ်
ကျွန်တော်ဒီပေါ်လာတွေ့ရောဒီမှာကျွန်တော်ဒီပေါ်လာအဲ့ဒါကိုအထိပေးလုပ်လိုက်မယ်အထိပေးလုပ်ပြီးတော့လို့ဆိုဖွင့်လိုက်တော့ဘာမှရှိမှာမဟုတ်သေးဘူးကျွန်တော်ဖောင်းကြည့်အေးဆိုတဲ့အကြောင်းနဲ့ဒီ email တော့ပြည့်ပြဘာမှမထည့်ရသေးဘူးဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ကဒီကောင်းကိုဒီ header ကို that ဒီ header ဆိုပြီးဆက်ခေါ်လိုက်မယ် header မှာ header ထဲမှာဘာမှမရှိသေးဘူးဘာမှရှိသေးတယ်ကျွန်တော်တို့ခု CSS နဲ့ link ချိတ်ပြီးလားမချိတ်ပြီးလားသိအောင်ဒီလို CS မှာတော့ပြီးတော့ background တစ်ခုလုံးပြောင်းလိုက်နော်အနီအောင်ပြောင်းလိုက်တော့လို့ဆိုရင်ဒီလိုဒီ website ကအနီအောင်ပြောင်းမှပြောင်းမှရင်တော့ CSS နဲ့လည်း link ချိတ်ပြီးသားဖြစ်သွားမယ်လို့ဆိုရင်ကျွန်တော်တို့ CSS နဲ့လည်း link ချိတ်ပြီးသားဖြစ်သွားပြီပြီးရင် plot title မှာကျွန်တော် install လုပ်တော့ only လို့နာမည်ပေးထားတဲ့ဒီမှာလည်း only ဆိုတာလေးပေါ်နေပါလိမ့်မယ်အဲဆိုရင်ကျွန်တော်တို့အခု CS မှာကုန်မြင်ခင် margin တွေ patching တွေအကုန်လုံး0အနေနဲ့ခဏပေးမှာရှိတယ်0ဒါမှ margin တွေ patching တွေမကြောပါအောင်လို့ပါ margin တွေ patching တွေအကုန်လုံး0နဲ့ထားတာစပြီးကျွန်တော်ခုကစပြီးတော့စာရေးနေဆိုရင်ဒါကိုတစ်ချက်ဒီ file မှာကြည့်ရတယ်ထပ်တာကကောင်းဒီအပေါ်ပိုင်းပါနော်ကျန်တဲ့အရာကျွန်တော်လက်စစ်ခဏမိထားနိုင်ကျွန်တော်တို့အမြင်ဟိုကြည့်ရချင်းချင်းလေးဖြစ်သွားကျန်တဲ့ကိုလက်စစ်မိထားပေးမယ်ဒီမှာထားတာပေါ့ထပ်တာမှာအဓိကပါရှိမလဲဆိုရင်နှစ်ပိုင်းရှိမယ်နော်ထပ်တာမှာလည်းနှစ်ပိုင်းရှိဒီအပေါ်တစ်ပိုင်းရှင်းလေးပြောဒီကနေဒီအထိကတစ်ပိုင်းပေါ့တော့ဖတ်တာပေါ့နော်ဒီကနေဒီထိတစ်ပိုင်းတက်ရှိမယ်နှစ်ပိုင်းရှိမယ်နော်ဖတ်တာထဲမှာလည်းနှစ်ပိုင်းရှိမယ်ဆိုကျွန်တော်တို့ div နှစ်ခုရှိအောင်လို့ဖတ်တာထဲမှာလည်း div နှစ်ခုရှိရပါမယ် div id equal to တော့ဖတ်တာပေါ့တော့ id ဖတ်တာဆိုတာတစ်ခုရှိမယ်ဒီနောက်တစ်ခု id နဲ့ပဲနေမယ်ပြီးတော့ bottom ဖတ်တာပြီးဒီ bottom ဒီဖတ်တာတွေ့နော်ဒီအပေါ်ပိုင်း header တစ်ခုနဲ့ဒီအောက်ပိုင်း header တစ်ခုဒီလိုမျိုးဒီအပေါ်ပိုင်း header ကိုကျွန်တော်စဉ်းစားရအောင်အပေါ်ပိုင်း header မှာရှိမလဲဆိုအရင်ဆုံးဒီမှာသူ့ရဲ့ရက်စွဲကိုပေါ်ပြောင်းနေတာတစ်ခုရှိမယ်ပြီးရင် logo တစ်ခုရှိမယ်ပြီးရင် search bar တစ်ခုရှိမယ်ဟုတ်နော်အဲ့ဒီအတွက်ကျွန်တော်တို့အရင်ဆုံးကအဲ့သုံးခုရှိအောင်နော်သုံးခုရှိရင်ကျွန်တော်တို့အဲ့ဒါရဲ့ width နဲ့ height ကိုအရင်ဆုံးဒီလိုသတ်မှတ်ပေးဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့ကအဲ့ဒါကိုဒီအဲ့ဒါကိုwidth သတ်မှတ်ပေးတယ် width 960 ph height ကို height ကခန်းနေပြဖြစ်မှာနော်အခုလို့ကျွန်တော်စီးတယ်မှာ height ရှိတဲ့အကြောင်းပို့နေသတ်မှတ်ပေးထားတာဖြစ်ပါတယ် system background ကိုခန့်ထားပြင်ကောင်းဒီလိုပြန်လာတယ်အဲ့ဒါကိုတွေ့ရတယ်ဒါပေမဲ့သူ့ကိုကျွန်တော်တို့ကဆန္ဒကတ်ချင်တယ်အခုဆိုရင်ပြီးမှကတ်နေ
အဲ့ဒါကိုစနကတ်ချင်မာချင်ကို0ပို့ထားလိုက်မယ်ပို့ထားလိုက်မယ်ဟုတ်ပြီဒီကထစနကတ်တော့ပြီခတာခတာထဲမှာအရင်ဆုံးခတာထဲမှာအရင်ဆုံးတော့ခတာရှိမယ်ပို့တော့ခတာရှိမယ်တော့ခတာထဲမှာတော့ခတာထဲမှာနောက်ထပ်3ခုထည့်ယူရင်ဒီမှာချိန်ပြတဲ့တစ်ခုရဲ့ logo တစ်ခုရဲ့ subform တစ်ခုရဲ့အဲ့အတွက် div 3ခုထည့်ပြီးတိစောက်ပါမယ်ခတာထဲမှာတစ်ခုက div id က show time show time show time div show time တစ်ခုရဲ့ div show time တစ်ခုရဲ့နောက်ထပ်div logo ပေါ့ logo ရဲ့ div တစ်ခုရဲ့နောက်ထပ်တစ်ခုက search formတော့ခတာထဲမှာအဲ့ဒီ3ခုထပ်ပြီးဆောက်လိုက်ပါဆောက်ပြီးရင်တော့အခုအဲ့3ခုအရင်ဆုံး CS မှာတွားပြီးတော့ဝတ်တွေ height တွေကိုချိန်ကြည့်မယ်ပထမတစ်ခုဖြစ်တဲ့ ID show time ကို CS မှာထပ်ခေါ်လိုက်မယ် share show time အကောင်ကိုကျွန်တော်ဝတ်ကဒီ header တစ်ခုလုံးရဲ့ဝတ်က960ရှိတယ်နော် header တစ်ခုလုံးရဲ့ဝတ်က960ရှိတယ် height ကတော့ခဏနေပြန်ဖြစ်မှဖြစ်တယ် height ကိုကျွန်တော်တို့ auto ထားမယ် auto ထားတဲ့အတွက် height က header ထဲမှာထည့်လောက်အနည်းကကျလာဖြစ်ပါတယ်ဒါပေမဲ့ word ကိုတော့အသေးပဲထားပါမယ် show time ကျွန်တော်တို့အဓိက float ကိုပြင် float ကိုလက်ထားမယ်ဘယ်ဘက်ကခိုင်းမယ်ပြင် word ကိုထုတ်ထားမယ်ဆိုတော့165ထားပေးထားမယ်ပြင် height ကိုheight ကိုလောဆယ်50 page သတ်မှတ်ပေးထားတယ်ဒီကောင်လည်း height တက်တယ်ဒီကောင် background ကိုကြည့်ရအောင် gray ခဏထားလိုက်မယ်လို့ဆိုရင်ဒီကောင် show time တစ်ခုဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုက show time ပြီးရင် logo အတွက်ကျွန်တော်တို့ထပ်ပြီးတော့ဝေးတဲ့ height တွေဆက်ချင်ပါမယ် logo ကရှင်းလို့ logo ကကျွန်တော်အရင်ဆုံး Photoshop မှာဒီ logo လေးကျွန်တော်ဆွဲတာရှိတယ်ကျွန်တော် logo လေးကျွန်တော်ဆွဲတာရှိတယ်နော်တွေ့နော် Photoshop မှာကျွန်တော်ဆွဲတဲ့ကောင်ကျွန်တော်ဝတ်ကိုကြည့်တော့395ရှိတယ် height က60ရှိတယ်အဲ့ဒီတူရရင်ဝတ်ကိုကောင်နဲ့ float တာပဲအပန်းကို float လက်ပြင်ဝတ်ကတူတော့ base ရှိနေလို့တိတ်ပြီးစင်လို့ခုက height ကြတော့ height ကဘယ်လောက်လဲဆိုတော့60 page နော်အဲ့ဒီ60 page ထားမယ်60 page ထား
အဲ့ဒါဆိုရင်ကျွန်တော်ဒီခါမှာပေတာ height ကိုခဏထုတ်လိုက်ပါမယ်ခဏပေတာဒါမှသူ့ရဲ့ height ကများရင်များလို့ဒီခါက height ကဖြစ်သွားမှာပူကျလောင်အော်တိုပဲထားလိုက်ပါမယ်ဆိုပေတာမှန်ဆိုဆက်ဝတ်တော့တော့ height တော့ဖြစ်တယ်height ကိုပြန်ထုတ်လိုက်ပါမယ်ထုတ်လိုက်တဲ့အတွက်ကောင်းကိုလက်လွတ်လိုက်ရင်ဘက်ကောင်ပိုင်းရပျောက်သွားပါသည်ပျောက်သွားတဲ့စိတ်ကူပါနဲ့ဒါက float တွေကွာ float ပတ်တဲ့အတွက်ဝိတွေ height တွေချိုးနေတဲ့အတွက်ဒီခါသားရဲ့ဒီခါသားပျောက်သွားခြင်းဖြစ်ပါတယ်ဒါပေမဲ့သူ့ကို clear လုပ်လိုက်ရင်ခါသားပြန်ပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုခဏနေမှဆက်ပြီးတော့ရှင်းပြမယ်အခုလို့တဲ့ logo လည်းဝတ်တက်မှတ်ပြီးဆိုရင်တို့ကျန်တာ search form နဲ့ကျန်ပါတယ် search form ကျွန်တော်က copy တက်မယ်တန်တဲ့က search form တော့တို့ဒီခါတစ်ခုလုံးဘက်က960 page တက်မှတ်ထားဖြစ်ပါတယ်အခုကျွန်တော်တို့က show time နဲ့ဒီမှာတင်သူ့ရဲ့ဘက်ကဘယ်လောက်ရှိတယ်တစ်ချက်တွေ့ကြည့်မယ် show time ရ200ပေါင်နဲ့ပေါင်390 ကျွန်တော်တို့ဒီမှာကထပ်တစ်ခုလုံး960လောက်တက်မှတ်960ပြီးတက်မှတ်တာဖြစ်တယ်အခုက show time နဲ့ဒီနှစ်ခုပေါင်နဲ့တင်660ရှိနေပါပြီရှိနေတဲ့ကျန်တဲ့ဝက်က60လေးကနော်660 300နော်ကျန်တဲ့300ကိုအဲ့ဒီ search form ကိုတက်မှတ်ပေးတယ်တော့ Facebook ကိုတက်မှတ်ထိုက်ကိုလည်းတော့ခဏတက်မှတ်ပေးတာ50 page কিন্তু background page ကိုရှေ့လို့ထားလိုက်ပါရင်ရှေ့လို့ထားလိုက်ရင်ဆိုရင်ဖြစ်သွားတယ်။အော်ဒီကလည်းရှေ့လို့ပုံနဲ့ပြင်တော့ဒီမှာမှနေပါလေဟိုရှိတဲ့ထားဆိုရင်ဒီမှာမှနေလို့ search form ဒီကဒီမှာမှနေ search form ID search form ပေါင်းစတဲ့မှာ80 search form ကိုက395 page ထားတယ် okay အဲ့ကဟုတ်တယ်အော်လုတ်လက်ထားဖို့လုတ်လက်ထားဖို့မိတယ်လုတ်ခဲ့တော့ပြင်နော်စိုက်ကကွတ်တိကြပါရဲ့လို့ဒီ3ခုပေါင်းက180 395 265ရဲ့3ခုပေါင်းရဲ့တန်ဖိုးက960ကွတ်တိရှိရပါမယ်။ကျွန်တော်တို့အခုက
ဒီက show time ဆိုရဲ tip လဲရပြီ MG ဆိုရဲ tip လဲရပြီဒီကောင်ရဲ့ဘာလဲရပြီဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအဲ့ဆိုရင်ကျွန်တော်တို့ show time ဆိုရဲဟာထဲမှာကျွန်တော်ကထည့်ပါမယ်အချိန်ဆိုတော့ကျွန်တော်ဒီနေ့ဆိုရင်ကျွန်တော်ဒီ website စစဟောဒီ design စစဆိုရင်တော့တောက်ကြနေ12ရက်စက်တင်ဘာ2014ဖြစ်တဲ့အတွက်ဟော Friday 12 September 2014ဆိုပြပြတယ်နာမည်အခုဟောပေါ့နေ့ဆိုတော့ခင်ဗျားတို့ဒီနေ့ဆိုရင်ဒီနေ့ဆိုရင်ပြောင်းရင်နှစ်ဖြန်ဆိုရင်နှစ်ဖြန်နေ့ဆိုရင်ပြောင်းနေမှာကိုကလုပ်ပေးချင်တယ်လုပ်ပေးချင်တယ်ဆိုတော့ကိုအဲ့လိုပြန်လုပ်ပေးချင်တယ်လုပ်ပေးချင်တယ်ဆိုတော့ဟို you know ပေးပြီးဖွင့်ပေးနေစီလန်ပြီးရင် WordPress က function တွေရှိတာသူကဒီအတိုင်းတန်းလဲမှာအဲ့ရ F ရ Y ရတော့ဘူးအန်ကအဲ့တော့ဘူးအဲ့မို့ဗျအိုင်ဗျအိုင်နမ်တူဟုတ်ဗျဒီနောက်မှာ the time and and let and အသေးနဲ့တူဟုတ်ပါတယ် L ဟိုထုတ်ချောင်း L အသေးရဲ့ F ရဲ့ Y ရဲ့ဆိုရင် L ကသူ့ရဲ့ဟောပေါ့နေ့ဆိုပြတော့အခုဒီ video tutorial လုပ်နေချိန်ကစနေနေ့ဖြစ်တဲ့ Saturday ပြတယ်ဒါ Saturday မှာဖြစ်တဲ့အတွက် Saturday မှာပြတယ်2014ခုနှစ်ကိုပြတယ်ဒီအဲ့ဒါကိုကျွန်တော်ဒီတိုင်းဆိုရင် CS မှာအသက်ဆုံးတော့အဲ့အတွက်သူ့အရှိမ P နဲ့P ထားလိုက်ပြီးတော့မစဲတော့တော်တော့လက်ကောင်းပါလေခုချိန်မှာဘာမှမဖြစ်ဘူးအဲ့ဒါကိုကျွန်တော် CS မှာထပ်ပြီးတော့ဆက်မယ်ဆက်မှာပြီးဆက်ရမယ်ဆိုရင်ခုကျွန်တော်ကဒီ show time ဆိုတဲ့ div ထဲက P ကိုတွားပြီးတော့လက်ဆံဖြစ်ပါတယ် show time share P ကိုတွားပြီးလက်ဆံဖြစ်ပါတယ်show time ဆိုတဲ့ P ကိုကျွန်တော်တို့ဘယ်လိုလက်ဆံလဲဆိုတော့you know ကာလာကိုတော့ပြောင်းပြီးပြောင်းပါနော် show time ဆိုတဲ့ P ကိုကျွန်တော်အခုကတင်နေရဖုန်းထဲမှာတင်ရတယ်တိတ်ပြီးတော့ဟိုမဖြစ်ဘူး။နေရာထိုင်တိတ်ပြီးစင်ပြီးပုံကိုကွာရဖြစ်နေတယ်။ဒီတော့ရောက်သွားပြီ။ရှုထိုင်တဲ့ဒီလိုလိုဖောင်း site ကိုဆိုင်လိုက် site ကိုတွဲပြီးထားမယ်။ site ကိုတွဲပြီးထားမယ်။ပြီးရင် family ကို AR
ပဲထားနိုင်တွဲပြီးဒီပဲဖြစ်သွားပါပြီသူ့ကိုဆက်လုပ်မယ်ဆိုတော့အချင်းတက်နေနေတုံးနေတွေ့နော်ဒီမှာသူ့ကလက်ဖက်နေပြပြနေအဲ့ဒါကြောင့်မဂျင်လက်နေတက်တုံးနိုင်မယ်20တုံးနိုင်မယ် Windows ကျွန်တော်စပီတုံးတော့အဲ့ဒါဆိုရင်တို့ဒီတစ်ပိုင်းထိတော့နည်းနည်းအဆင်ပြေသွားပြီနောက်ထပ်ဒီ logo ကျွန်တော်တို့ဒီ logo ဒီထဲမှာ ted id logo ထဲမှာထည့်ဖို့ဆိုရင် img src သူကရိုးဟို ATM မှာတော့တစ်ခါလဲသူ့ရဲ့တင်တစ်ခါလဲတန်းထည့်လို့မရနော်ဘောပရာကသူ့ function 3ကတင်ထည့်လို့ရမှာဖြစ်တယ်အဲ့အတွက်ကျွန်တော်ဆွဲထားတဲ့ logo ကိုပုံပြမယ်ပြီးရင်ကျွန်တော်တို့ team ရှိတဲ့ folder ကိုတွားမယ် team မှာ team folder တွားမယ်ပြီးရင်အမှ directory တစ်ခုပေါ့ folder တစ်ခုတိစောက်လိုက်ရတော့ image လို့အဲ့ဒီ image မှာကျွန်တော်ခုနကတော့ကျွန်တော်ဆွဲထားတဲ့ logo ပြချလိုက်အကောင်ကအမဆက်တင်ရ image ပဲ folder မှာရှိပါတယ်အဲ့တော့ကျွန်တော်ဒီတိုင်း ATM မှာမှာဆိုတော့ဒီလိုမျိုးလေးပဲတွားလိုက်တယ်နေတယ်အဆင်ပြေတယ်ဒါပေမဲ့ WordPress မှာအဲ့လိုလုပ်လို့မရ WordPress မှာအဓိကဘာကြံသေးလဲဆိုတော့သူ့ရဲ့ template directory သူ့မှာကသူ့ function လေးတစ်ခုထည့်ရတယ် function က is equal get template directory URI အဲ့ဒါလေးကိုထည့်ပြီးမှဒီမှာ template directory နဲ့ပြအောင် link ကိုညွှန်းရပါတယ်ပြီးတော့မှ image logo ဆိုတော့ထည့်ရပါတယ် get template directory functionality ကိုပုံပြမှာအဲ့ဆိုရင်တို့ prefer လုပ်ကြည့်ဒီမှာနာမနဲ့ဒီ WordPress ကိုတင်အမှတ် image logo တော့ image logo တော့ဘာလို့ဘယ်နာမနဲ့ပါလဲဘာလို့ပုံမပြတယ်အော်ကျွန်တော် folder နာမည် images images တွေ့ဒီမှာကကျွန်တော် image ပဲနဲ့ပြေးတာတော့တင်ရပုံ okay ကျွန်တော်ကြည့်လို့ကျွန်တော်ပုံပါအဲ့မှာကျွန်တော်တို့ logo ဆိုတဲ့ div ကို width logo ဆိုတဲ့ div ကို width ကိုကျွန်တော်တို့သတ်မှတ် logo ဆိုတဲ့ဟာကိုကျွန်တော် width ကိုသတ်မှတ်ပြီး height ကိုတော့မသတ်မှတ်တော့ဘူးခုမှကတကယ်လို့ကျွန်တော်ထည့်လိုက်တဲ့ပုံကသူ့ရဲ့395ထက်ကြီးနေမယ်ဆိုရင် auto ပြတ်သွားအောင် overflow တကယ်လို့ကျွန်တော်တို့ဒီ logo ထဲမှာ logo ဆိုတဲ့တစ်ထဲမှာထည့်လိုက်တဲ့ပုံက360ထက်395ထက်ပိုပြီးတော့ဟုတ်တာညာနဲ့ auto ပြတ်သွားအောင် auto ဘာပေါ့ဖြတ်ပလိုက်အောင် overflow hidden ဆိုတာထပ်ထည့်လိုက်တကယ်လို့ဒီပုံကဟိုပါလေ395ထက်ပိုပြီးတော့ညာနဲ့ auto ဖြတ်ပလိုက်အောင်ဖြစ်ပါတယ်ဒီ tip ကအဲဆိုရင်ကျွန်တော်တို့အပေါ်ပိုင်းကဒီကောင်နဲ့ပြည့်ပြီဒီ Friday နဲ့ပြည့်ဒီ logo နဲ့ထည့်ပြီးပြီဆိုရင် search form နဲ့ထည့်ဖို့ကျွန်တော်တို့ search form ကိုကြာတော့လေ search form ထည့်ဖို့လည်းသူ့ဘက်မှာ search form ထည့် function ရှိတယ်အဲ့ဒီ function လေးကို auto သုံးလိုက်ရုံနဲ့အဲ့ function ကတော့ search form
လိုက်ရုံနဲ့ဒါလည်း search ကောင်းကြောက်ပါဖြစ်ပါတယ်ဒီကောင်လည်းဒီကောင်ကိုလည်းရှုခံလို့ဒီကောင် search ကောင်းဒီကောင်လည်းသူ့ဝတ်ထက်များ overflow ဖြစ်တဲ့သူတက်မှတ်ထားတဲ့ဝတ်ထက်ညာရင်တခါလေဖြတ်ချပလိုက်မယ်ဟိုက်ကိုတော့ auto ပဲထားတာဒီမှာတော့အခုကကျွန်တော်တို့ search ကောင်းကိုကျွန်တော်စနေနဲ့ပြတ်စင်မယ်နော်ခလုခရလေးနော်နည်းနည်းညောင်းလို့ခါလေးပါလေးနည်းနည်းကြောက်ဆန်းတော့โอเคတော့အခုဒီ search ကောင်းကိုဒီမှာကိုက mouse ကထောင်းနေတာတိတ်လို့ search ကောင်းဒီလိုပုံစံမျိုးပြောင်းစင်လာစင်search မှုအတွက်ဆိုရင်အဓိကကျွန်တော်ကဒီမှာ search for ကြီးကမလို့ရှင်ပါနေဒါပေမဲ့ဒီမှာပါနေအဲ့ဒီ search for ရင်ဖြတ်မယ်ဆက်ကောင် right click ထောက်ပြီးတော့ inspector ပဲ Firefox နဲ့ထောက်လိုက်ဆိုမှlabel ဒီကောက်တောင်က label ဆိုတာဖြစ်နေနော် label class ကဒီမှာဒီ screen read test သူတို့ class နဲ့ပဲတမို့တမတာဖြစ်တယ်အဲ့အတွက်အဲ့ဒီ search for ကြီးတော့ပါခိုင်းစီသူ့ရဲ့ class နာမည်ကိုလှမ်းပြီးတော့လက်ခေါ်လိုက်တော့ပြီးရင်အကောင်ချက်တယ်အားတက်ဒီကောင်နဲ့ချက်လိုက်ပြတော့ search for အဲ့ဒါဆိုပြီးရင်ဒီ search for တစ်ခုလုံးရဲ့ background ကအရှောင်းတော့ search for တစ်ခုလုံးရဲ့ background အရှောင်း Photoshop မှာထောက်လိုက်မယ်ပြီးရင်ဒီကောင်သူ့အရှောင်းပို့ပေါ့သူ့အရှောင်းပို့ copy ယူလိုက်မယ်search for နေတာbackground ချက်ခံပြီးတော့သူ့အရှောင်းပို့ထည့်လိုက်မယ်ဆိုရင်ပို့ထည့်လိုက်မယ်ဆိုရင်ကောင်းအရှောင်းက open မှုတော့ဒီအောင်ဖြစ်သွားပြီဒီအောင်ဖြစ်သွားရင်ကျွန်တော်တို့ Photoshop မှာထည့်ကြည့်လိုက်သူ့မှာဒီကရွေးချယ်ကြည့်လိုက်ဘူရာလေးပါတွေ့နော်အဲ့ဒါကျွန်တော်ဘူရာတက်ထည့်မယ်ဒီက 1ph solid ဒီကနေ black ထည့်လိုက်မယ်ပြီးရင်သူကတောက်ချိုးလေးတွေကကွေးနေတောက်ချိုးလေးတွေကကွေးနေတဲ့အတွက်တောက်ချိုးလေးတွေကွေးအောင် BORD က RADI radius ကို 5 page ဒါတော့ဆိုရင်ကျွန်တော်ရဲ့ website ကိုဖြစ်သွားမယ် okay ဘူရာလေးရသွားပြီတောက်ချိုးလေးလည်းကွေးသွားပြီဒါပေမဲ့ကျွန်တော်တို့မလုံလောက်သေးဘူးအဓိကဘာချန်လေးလဲဆိုတော့ဒီ import စာထည့်နေရာလေးပေါ့ဒီနေရာလေးပေါ့အဲ့နေရာလေးကိုကျွန်တော်တို့ကလာထပ်ဆင်အောင်ဒီလိုပုံစံမျိုးဖြစ်အောင်ပုံစံမျိုးလာထပ်ဆင်အောင်ဒီ import ရဲ့ class တန်ဖိုးကို ID တန်ဖိုးကိုကျွန်တော်တစ်ချက်ကြည့်ပြမယ် Firefox နဲ့ထောက်လိုက်မယ်သူ ID နဲ့နာမည်ပေးထားပါတယ် IDS ဆိုလို့နာမည်ပေးထားတယ်အဲ့ဒီအတွက်ကျွန်တော်
တိုင်မှာသူ့ anti တန်ဖိုးတိုင်းနှက်ခေါ်လိုက်ပြီးရင်တို့သူ့ကိုဝစ်တတ်မှတ်လိုက်ဝစ်ကိုတော့တတ်မှတ်မယ်ဆိုတော့200 pixel တတ်မှတ်လိုက်ပြီးဒီကောင်ကြောင့် height ပါတတ်မှတ်လိုက်height ကိုကျွန်တော်က25 pixel တတ်မှတ်လိုက်မယ်ပြီးရင်တစ်ချက်ကြည့်သူကြတော့ဒီဘက်ကျတော့ညီပေါ့ဒီဘက်ကျအကွေးလေးဆိုတဲ့အတွက်သူ့ကိုဟိုတာကိုဒီမှာဒီလုံးဟိုတာကို0 page ပဲထားမယ်ဒါပဲပြောသူကဒီreference ကျတော့ဒီမှာကဒီဘက်နှစ်ခုပဲအကွေးနာမည်ကြောင့်အတိတ်ဆိုတဲ့အတွက်ဒီဘက်ကိုဘလောက်ထားမယ်ဆိုရင်5 page ထားမယ်5 page ဒီကောင်ကနာမည်ကြောင့်0ပေါ့ပြင်အောက်ကျတော့0ဒီဘက်ကျတော့5 page လို့ဆိုရင်ဒီမဲ့ဒီခုလေးဟိုက်ရှိရပြင်ကွေးလေးတွေပါတွေ့သူ့ချိန်ရဒီဘက်တောင်းလေးကကွေးသွားပါပြီဒီဘက်တောင်းကတော့ဒီတော့နေနေပဲကျန်ရပါတယ်အဲ့တော့ကျွန်တော်တို့က diff နဲ့အရင်သူ့ရဲ့ diff search form နဲ့အရင်ဒီ info နဲ့အရင်ကတ်နေပါကတ်နေတဲ့ pattern နည်းနည်းတွန်းလိုက်မယ် pattern ကိုဘလောက်တွန်းလဲဆိုရင်5 page ဆိုရင်ဒီကောင်က0လို့ဆိုတော့5 page ဆိုတာ top နဲ့ bottom အပေါ်နဲ့အောက်ကို5 page တွန်းလိုက်မယ်ပြီးရင်ဒီနဲ့ဟိုပါပေါ့ဒီနှစ်ဖက်ကိုတော့မတွန်းဘူးအပေါ်နဲ့အောက်ပဲ5 page စီတွန်းလိုက်တဲ့အတွက်ဒီကထားလိုက်အဲ့ဒါကောင်းပြီးတော့ထပ်ကြည့်လိုက်ပြီးဘာလို့မတွန်းလဲဆိုတော့ဒီမှာအပေါ်မှာအကောင်ကိုနောက်တစ်ဆင့်အကောင်ကို position လေးတစ်ထားလိုက်ဒီထားလိုက်ပြီး top ကိုနှုတ်1 place ထားလိုက်ဆိုရင်ကောင်ကတူနေနော်စနာပါကြာပါမယ်လို့ဆိုရင်နောက်တစ်ခုကဘယ်နာလိုလဲဆိုတော့ဒီမှာနည်းနည်းလေးဟာတယ်တွေ့ဒီနေ့လည်းနည်းနည်းဟာတယ်ဒီမှာကျတော့ကန်အဲ့အတွက်ကျွန်တော်တို့က margin left ကိုထပ်တွန်းတယ်အဲ့ဒါ GIN ကို margin left ကိုထောက်တွန်းကောင်းလို့ဆိုတော့3 page ပဲဟုတ်လား3 page ပဲထပ်တွန်းလိုက်မယ်နည်းနည်းဟာပါအဲ့ဆိုတော့ဒီ search form မှာ search form ကိုထပ်ပြီးတော့လာထပ်ဆင်းရပါမယ် search form ဒီမှာ search ဆိုတဲ့စကားလုံးပဲရှိတာတွေ့ရပါအဲ့ဒီ search form ID ရော plus တန်ဖိုးစမ်းကြည့်တဲ့အခါမှာ search ဆိုတော့တွေ့ရပါပြီအဲ့ကောင် copy လိုက်မယ် share သူ့ကိုဒီအဖြူဝိုင်းကိုဖြောက်ချင်အောင်အဖြူဝိုင်းကိုဖြောက်ချင်တဲ့အတွက် background ကိုဒီကြောင့်ထပ်ထားလိုက်background ဖြူအောင်မလုပ်ဘဲနဲ့ကိုကြောင့်search form ရဲ့အကြောင်းနဲ့
ရောပါပဲโอเคထပ်တာကဒီမှာဘူရိုင်းကျန်နေတယ်နော်တွေ့နော်ဘူရိုင်းရှိနေတယ်အဲ့ဒီဘူတော်ကထပ်ပြီးတော့ဆောင်းဘူတာထားလိုက်မယ်ဘူတော်မျိုးဆိုရင်ဘူတော်ပြောင်းတယ်ဒါပေမဲ့စာလုံးကဒီမှာအမဲအောင်ဖြစ်ဒီမှာကအဖြူအောင်ဖြစ်နေတဲ့အတွက်ကျွန်တော်တို့စာအုပ်လုံးကိုပါဖြူပြောင်းမယ်ဒီဆိုင်ဒီ white okay တော့ start from ဒီလိုပဲလောက်ပဲလှဆင်မယ်နော်ဟိုဒီမျိုးပန်ဘူးတွေဖိတ်ဆိုတာမထည့်တော့ဘူးနည်းနည်းအချိန်ကုန်တက်တောင်လို့ဆိုတော့ကျွန်တော်တို့သုံးခုလုံးကရောက်တော့ဒီ top header ပိုင်းကပြီးတော့ဖြစ်တယ်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ height ကိုလိုရတဲ့ height ကိုထပ်ပြီးတော့ဖြုတ်ရတယ်ဒီမှာကဘိုးကဟန်တက်မှာတော့ show time မှာ show time height တက်တဲ့အဲ့ height ကိုလိုချင်ရဖြုတ်လိုက်လို့ဖြုတ်လိုက်တော့ဆိုရင်ဒီမှာကျွန်တော်ဒီ Photoshop မှာဆွဲထားတဲ့ website ကျတော့ပေါ်ပိုင်းညီတယ်မို့အောက်ပိုင်းကပုံလုံးအခုကျွန်တော်ဖြစ်နေတာပေါ်ပိုင်းကပုံလုံးအဲ့အတွက်အောက်ပိုင်းကညီအောင်ကျွန်တော်ထပ်ပြီးတော့လုပ်ပြရပါတယ်အောက်ပိုင်းကညီအောင်ထပ်ပြီးတော့လုပ်ပြရမယ့်အတွက် show time ကိုမှာချင်တော့ရှင်းစစ်ပြီးတွန်းလိုက်မယ်ပြီးရင် show time ရဲ့ logo ကတော့ထားလိုက် logo ကတော့ဒီ search form ကို search form နဲ့မှာချင်တော့ကို20 ပေးလောက်ထပ်တွန်းလိုက်တော့ကို20ပြီးအဲ့လိုဆိုရင်ဖြစ်သွားမယ်ဆိုရင်အကုန်လုံးအောက်ကအကုန်ဖြစ်သွားတယ်ဒီအတွက်လိုရတဲ့ background တွေကြောင့်ဖြုတ်လိုက်ပါ show time မှာ background ပြန်ထားတာဖြုတ်လိုက်မယ်ပြီးရင် logo မှာက background ကယူထားတာကိုဖြုတ်လိုက်မယ် search form မှာက search form ဖြုတ်တော့ဒီထိပ်ပိုင်းလေးတော့ကျွန်တော်ထိပ်ပိုင်းရတယ်ဒီမှာအရင်ကတ်နေတယ်တွေ့နော်ရန်ကတ်နေတဲ့အတွက်သူ့ကိုမချင်ကိုနည်းနည်းထပ်တွန်းလိုက်တတ်ဆောင်မချင်ကောင်းအမြင်မချင်ဒီလိုချက်ကို15ပေလောက်ထပ်တွန်းလိုက်ရန်ကတ်နေနော်ရန်ကတ်နေတဲ့အဲ့လိုပေါ်ပိုင်းကဟက်တာပေါ်ပိုင်းကပြီးတော့ရှိရပါဘူးအဲ့ဒါပေါ်ပိုင်းကပြီးတော့ရှိတော့ဟက်တာနှစ်ခုချင်းနော်တော့ဟက်တာချင်းတယ်တော့ဟက်တော့ဒီဘက်ကိုဘောတော့ဟက်တာဘက်ကိုထပ်ပြီးတော့လာတင်ဘောတော့ဟက်တာဘက်ကိုထပ်ပြီးတော့လာတင်အောင်ဆိုရင်ဘောတော့ဟက်တာမှာကျွန်တော်တစ်ချက်ကြည့်ဘောတော့ဟက်တာမှာအထက်ကမန်နျူနှစ်ခုရှိတယ်ပေါ်ပိုင်းမန်နျူတစ်ခုရဲ့ပေါ်ပိုင်းမန်နျူတစ်ခုရဲ့အောက်ကဒီ ATM ဆေးဆိုတဲ့မန်နျူတစ်ခုရဲ့နှစ်ခုရှိမယ်နော်အောက်မှာနှစ်ခုရှိမယ်ဆိုတော့ကျွန်တော်အရင်ဆုံးအပေါ်တစ်ခု main menu လို့နာမည်ပေးလိုက်မယ်ဒီနာမည်ကို IT equal to sub menu လို့နာမည်
နော်ရှင်းတော့ဒီမှာဒီပေါ်တော့ခါတာထဲမှာလည်းဒီမှာပေါ်ပိုင်း menu တစ်ခုရှိမယ်အောက်ပိုင်း menu တစ်ခုရှိမယ်နှစ်ခုရှိမယ်နော် menu ပေါ်ပိုင်း menu ဆိုတော့ကျွန်တော်က main menu လို့နာမည်ပေးထားတယ်အောက်ပိုင်း menu ကိုဟောပေါ့ sub menu လို့နာမည်ပေးတယ်အဲ့တို့ကျွန်တော်တို့အရင်ဆုံး WordPress မှာတွားပြီး menu ဒီစောပါမယ် WordPress မှာကျွန်တော် menu က appearance ထဲမှာ menu ဆိုတာရှိရပါမယ်ကိုကမရှိဘူးရှိတဲ့အကြောင်းရင်းကျွန်တော်တို့ function မှာ menu ကို register မလုပ်ထားတဲ့အတွက်ဖြစ်တယ်အဲ့ဒါကျွန်တော်တို့ file တစ်ခုတည်ဆောက်မယ်အကောင့်ကို function function.php လို့နာမည်ပေးတယ်အဲ့ဒီမှာ menu ကို register ကိုလုပ်ရပါမယ် register က page အဖွင့်ပေးထုတ်လာတဲ့ page အဖွင့်ပေးကျွန်တော်က menu ကို register ဝင်လုပ်ရမယ် ဝင်လုပ်လိုက်ပါအဲ့လိုဆိုရင်တော့အခုဒီမှာ menu ရှိတော့ခုနက function.php ကိုတိစောက်ပြီးတော့ menu ကို register ဝင်လုပ်လိုက်တဲ့အတွက် site ကို admin panel ကို reload menu ပေါ်လာတွေ့နော်အဲ့တော့ကျွန်တော် menu မှာ menu တစ်ခုကောင်းလို့ main လို့ပြီးတယ်ကျွန်တော် menu ကိုသွားမယ်ပြီးရင် menu main ကို main ဆိုပြီးနာမည်ပေးလိုက်မယ်အဲ့ထဲမှာကျွန်တော်က page တွေ category တွေထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော် page တွေမထည့်တော့ဘူး category ပဲထည့်မယ် category ကဟိုပါပေါ့ကျွန်တော်တို့တင်လိုက်တဲ့ post တွေမှာ post တွေရဲ့ category လိုက်တို့စား menu ပေါ်မှာပေါ့ category ဘာတွေထည့်နေဆိုတော့ဒီမှာပါရှိနေဆို home ရှိမယ်home ခဏလောက်မိလာလို့နော် new ရှိမယ် hacking ရှိမယ် tutorial ရှိမယ် challenge ရှိမယ် new ရှိမယ် new ရှိမယ် mouse ဆိုတိတ်မကောင်းများ mouse ဆိုmouse မကောင်းဘူးဟို mouse ထားဖို့နေရာကညီရောအဲ့လိုဖြစ်နေ hacking ရှိမယ် new ရှိမယ် hacking ရှိမယ် tutorial ရှိမယ် hacking ရှိမယ် hacking ရှိမယ် hacking ရှိမယ် category tutorial ရှိမယ် tutorial ရှိမယ် category ဒီမှာတက်ဆောင် hacking ရှိမယ် tutorial ရှိမယ်ပြီးရင် challenge English learning computer challenge English learning challenges English learning challenge English challenge English learning English learning English learning ဘာရှိမလဲ computing နဲ့ content ဆိုဖြစ်မယ် computing content က content တကယ်တမ်း page ပြသေးတယ်သူ့စာပေါ့ဟော computing ရဲ့ content ကြောင့်မထည့်ဘူးဒီကောင် page ဒီကောင်ကကျွန်တော်ဆက်သွယ်ဟောပေါ့ဖိတ်စာတွေဖြည့်ပြမှာဖြစ်တဲ့အတွက်ဒီကောင်က page ဖြစ်သွားတယ်ကောင်ကမထည့်ဘူးထားလိုက် category ပဲထည့်တော့ category ထဲမှာ add ကောင်ကိုကျွန်တော်ဒီပေးထားတဲ့အခုပေးတဲ့ category ကို menu bar မှာပတ်ထည့်ခြင်းအဲ့အတွက်ကျွန်တော်တို့ခုနကတော့ပြောမယ် appearance ထဲက menu ကိုတွားလိုက်မယ်ပြီးရင် category ဆိုတော့နှိပ်လိုက်မယ်ပြီးရင် view ကိုနှိပ်လိုက်ကျွန်တော်တို့ဒီ main ဆိုတဲ့ menu တွေကိုထည့်နေတာတွေထည့်လိုက်ဒီကောင်ခုနကပေးတဲ့ category ကိုအကောင်မှချစ်ပေးပြီးတော့ add to menu ထည့်လိုက် menu bar လေးကြောက်လာလို့ save menu
ပြောလိုက်ဒီကျွန်တော်တို့ main ဆိုတဲ့ menu တွေမှာဒီ channel computing English language hacking new tutorial ဆိုတဲ့ category တွေဆက်ရှိသွားဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်အဲ့ဒီကျွန်တော်တခုမိတ်နေတယ်သိလားဒါမိတ်နေတယ်သိလားဒါမိတ်နေတယ်ဆိုတော့ header မှာကျွန်တော်ကအခု background pink အကြောင်းပေးတယ်ဒါပေမဲ့ website မှာ pink အကြောင်းပို့ပေးတာပေါ်တဲ့အကြောင်းကျွန်တော်တို့ဒီကောင်တွေကို flow တွေနဲ့ပတ်ထားတဲ့အတွက် width တွေ height တွေကကျော်သွားပြီးတော့ header ဟောဖြစ်တာပေါ့ header ထဲမှာပျောက်သွားပါတော့အဲ့အတွက်ဒီ width တွေ height တွေကျွန်တော်တို့ clear လုပ်ဖို့လိုပါတယ်ကျွန်တော် top header ပေါ့ header ထဲမှာကဒီကောင်ကို top header ထဲမှာဒီကောင်ကိုဒီကောင်တစ်ကောင် class တစ်ခုကို clear လုပ်နေမယ်ပေးတယ် class clear ပြီးတော့ class clear နဲ့ဒီကောင်ကို CS မှာပြန်ခေါ်လိုက်မယ်clear ခေါ်လိုက်ခေါ်ပြီးတော့ flow တွေပတ်ထားတယ်ဒီကောင် width တွေ height တွေကရောနေတဲ့အတွက် clear ပုတ်clear ပုတ်ဘာလို့မရလဲကောင်းကိုဒီမှာထမ်းထိုးတော့ထမ်းဆက်ဆောင်ဒီအောက်ဆုံးမှာထမ်းကျွန်တော်အခုတော့ခါလည်းအပြင်မှာမထမ်းမိ clear ပုတ်တွေ့နော်ဒီလိုဆိုရင်ကျွန်တော်တို့ height က width တွေ height တွေမရောတော့ပါနဲ့width တွေ height တွေခုနကတော့ width နဲ့ height တွေကညီတူညီမျှမဖြစ်တော့ flow ပတ်တဲ့ခါမှာ width height ကရောပြီး height ကheader ပျောက်သွားမယ်အခုကအဲ့ဒီ width height ကို clear bold လုပ်လိုက်တဲ့အတွက်မဖြစ်ဘူး header ပြန်ပေါ်လာပြီလို့ဆိုရင်ထားလိုက် pink ပဲထားလိုက်တော့ header ပြန်မှာပြန် photo header တော့ main menu ထဲမှာကျွန်တော်တို့ main menu ထဲမှာကျွန်တော်ခုနကထည့်ထားတဲ့ဒီကောင်ကိုဒီကောင်တမိုးစမ်းပြီးတော့ခေါ်ပြီးထည့်လိုက်မယ်ခေါ်ထည့်ဖို့လည်းအဲ့လိုမခက်ဘူး page ပြီးဖွင့်ပိတ်နေWordPress file ရှိWP ဒီ header ထဲမှာဒီကောင်ကို application ထဲမှာထည့်ထည့်လိုက်ဟုတ်ရင် application ထဲမှာမထည့်ပြောသွားလိုက်application ထဲမှာထည့်ထည့်လိုက်မယ်ဟုတ်နော်တရားရတယ်နော်ကျွန်တော်တို့ဒီမှာ WP next menus ဆိုပြီးတော့ဒီ menu ကိုစမ်းပြီးတော့ခေါ်လိုက်တဲ့အတွက်ဒီ menu ထဲကတမိုးပြ channel computing English hacking new tutorial အဲ့ထားတဲ့ URL အနေနဲ့list time အနေနဲ့ကြာလာပါပြီအဲ့ကောင်ကျွန်တော်တို့က list time အနေနဲ့ဒီမျိုးပုံစံမျိုးက type တော့ကြည့်မကောင်းဘူးဆိုတော့ဒီလို design မျိုးဒီလိုပုံစံမျိုးဖြစ်ကျွန်တော်တို့ထည့်ပြီး CS ဆိုထည့်ပြီးလတ်ဆင်ရပါမယ်လတ်ဆင်ဖို့အတွက်ဆိုရင်ခဏလေးနော်နည်းညောင်းတက်ကျွန်တော်တခုမိတ်လဲဆိုအဲ့ဒီ photo header မှာဘူရာရှိရဆိုတော့တွေ့တယ်ဘူရာဝါလေးရှိတယ်ကျွန်တော်မိတ်ဝါလေးရှိဆိုမိတ်တယ်တော့ဘူရာနည်းနည်းပေါ်ဖြစ်တယ်နည်းနည်းမိတ်
ဒီကောင်နည်းနည်းမဲရလေးထက်ထည့်လိုက်ဖော်တိုခတ်တာမှာဘယ်ရှိဆိုမိနေတယ်ဒီမှာဖော်တိုခတ်တာမှာဖော်တိုခတ်တာကိုထက်ထည့်လိုက်အတွက်ဖော်တိုခတ်တာကိုရှက်ထည့်လိုက်ပြီးတော့ပြီးရအောင်ဆုံးလေရှက်နော်ပြီးတော့ထည့်လိုက်ဒီပူလာရှောင်းမြောက်အဲ့ခဏလောက်သတ်မှတ်ကြည့်လိုက်ပြီးနော်ပူလာကြောက်ပြီခုလိုဒီလိုမျိုးဖြစ်တဲ့အတွက်စိတ်မပူပါနဲ့ဒါကဘာပေါ့ this time အနေနဲ့ပြလို့ငကို height တဲ့ကြော်သွားလို့ဖြစ်တာခုလိုတဲ့ပူလာရောက်သွားပြီပူလာရောက်ဆိုတော့ simply ကိုအဲ့ဆိုတော့ဒီကောင်လာစင်လာheight ကိုပြန်ထည့်လိုက်လာစင်လို့ဆိုရင်ဒီကောင်ကို fire pan နဲ့ထောက်ကြည့်လိုက်မယ်ဒီ UN တစ်ခုလုံးရဲ့တန်ဖိုးကပါလဲဆိုတော့ဟုတ်လားဒီမိမ့်မယ် UN ရဲ့တစ်ခုလုံးရဲ့တန်ဖိုး menu main ဆိုတော့ menu main UN တစ်ခုလုံးရဲ့တန်ဖိုး menu main copy တိုက်မယ် copy ရှုပြီးရင် CS မှာ share လုပ်မယ်ဒီကပထမလုပ်ချင်တာက this time ကို6လောက်ထပ်လိုက်ပြီး SQ ပါစတာပြီးရင်တို့ margin နဲ့တုံးလိုက် margin တော့တုံး margin တော့ကို30ပြီးတော့တုံးလိုက်ဆိုပြီးနော် margin တော့လည်း30တုံးသွားပြီ this time လည်းပြောင်းသွားပြီးအဲ့ဒီ UN နဲ့အလိုက်ပေါ့အခုကျွန်တော်တို့ menu main ဆိုတာဒီ UN တစ်ခုလုံးအဲ့ဒီ UN နဲ့အလိုက်ကိုကျွန်တော်ထပ်ပြီးတော့အားထပ်စင် menu main နဲ့အလိုက်ကိုထပ်ပြီးထပ်စင်ကိုလုံးလက်ထားလုံးလက်ထားလိုက်ပေါ်တာပါနော်ပေါ်တာပါအချက်မှာဒီကောင်က A ပေါ့အခုကဒီကောင်ကဆိုဒီကောင်ကအချက်မှာ A ကိုကျွန်တော်အဲ့ဒီ menu UN ဆရာမှာ align ဆရာမှာ A ပေါ့ A ကိုထပ်ပြီးတော့စတက်ဆရာမယ်test decoration ကိုနားထားလိုက်လို့ဆိုရင်ဒီလိုညောင်ဖြစ်အောင်ပြီးရင် display ကိုလောက်ထားမယ်ပြီးရင်ကာလာချတော့အကြောင်းကိုကတ်ထားမယ်ပြီးရင် test line ကတကောင်ဒီကန်တိုင်းCEN ဆိုတော့ဒီကိုတင်နေတာဟိုပါဘောနော် CS ကိုတိတ်ပြီးတော့အသေးစိတ်မတင်တော့ဘူးကျွန်တော်တို့ CS ကိုနည်းနည်းခြေခံတော့တည်တယ်လို့ထင်ပြီးရင်ဒီကောင်ကို padding တွန်းလိုက်မယ် 5p8 ဆိုတာတွန်းတဲ့ button 5p8 တွန်းမှာ just နဲ့ drive ကိုဆက်ပြီးတွန်းလိုက်မယ်ဒီကောင်ကိုဖြစ်သွားမယ်ဆိုရင်အောက်ပါတိုင်းတွေ့ရပါပြီအောက်ပါတိုင်းတွေ့ရပြီဆိုပေမဲ့ကျွန်တော်အခုသူ့ရဲ့ဟွာပြင်ရောက်သွားတယ်သူ့ရဲ့ div ကသူ့ခုလုံးအုပ်ထားတဲ့ button header ကအပြင်ရောက်သွားတယ်အဲ့အတွက်စိတ်ပူပါတယ်ဘာလို့ပြင်ရောက်သွားလဲဆိုတော့ fold left ထားလာတဲ့အတွက်ဒီမှာ width height တွေချောသွားတဲ့အပြင်ရောက်သွားတာပါသူ့ကိုလည်းတရားပြီး clear လုပ်လိုက်ရင် header ထဲအတိုင်းပဲဟိုပါပေါ့ width height တွေက auto ဖြစ်သွားလိမ့်မယ်နော်လို့ဆိုရင်ကျွန်တော်အခုကလိုချင်တာလဲဆိုတော့ဒီကောင် mouse အဲ့ဒီ
အဲ့ဒီ link ကို mouse ထောက်လိုက်ဒီလိုပုံမျိုးပေါ့နော် background ဖြစ်သွားအောင်လုပ်ကြအောင်အဲ့လိုဆိုရင်အဲ့ headware shit new menu တဲ့က main တဲ့ align တဲ့ကဒီကို cover လုပ်လိုက်မယ်ဆိုရင် mouse ထောက်လိုက်မယ်ဆိုရင် background ကဒီကြည့်အောင်ကျွန်တော် background က share ဒီအကြောင်းလေးဖြစ်သွားအောင်Let's start. 对了，mouse ထောက်လိုက်ရင်အဲ့ဒီအကြောင်းလေးဖြစ်သွားပြီအစတော့ကျွန်တော်ကတော့ဟိုက drop down menu ပုံစံမျိုးလေးတွေလုပ်ဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့ခုနောက်ပိုင်းတိတ်ပြီးတော့လိုပြောအောင်သူ့ရှင်တွေတိတ်မရှိတော့ဘာလို့လဲဆိုတော့အချိန်ကြာလို့အလိုက်တာတုတ်စာ float left ဖြစ်နေတယ်ဒါပေမဲ့ဒီကောင် margin 0ကိုထားလိုက်မှဆိုရင်ဒီကိုထားလိုက်ဒီကောင်ကဘယ်ဘက်ကန်လဲသူက margin 0ကိုထုတ်ထားနော်ထားတယ်ထားလိုက်ဆိုတော့နောက်ထပ် home နဲ့ဒီမှာ home နဲ့ counter ဆိုတာထပ်ပြီးတော့ထဲမှာဖြစ်နေတော့ကွတ်တီတော့ပဲတောင်းနောက်တစ်ခုလောက်ဆိုကွတ်တီတော့ပဲထဲမှာဖြစ်နေတော့စိတ်ကိုအဆမ်းစင်တော့ဟိုကနောက်မှထပ်ပြီးတော့ counter ဆိုတာထည့်မယ် counter page ပေါ့နော် counter ကို post မဟုတ် page တိဆောက်လိုက်မယ် page က a new ဆိုလိုက်မယ် new ထဲမှာ counter လို့ပေးတယ်မယ်ဆိုတော့ you can content as security.net let security.net okay ကောင်းကို publish လုပ်လိုက်မယ်အဲ့ဆို page တစ်ခုရသွားပြီနော် page တစ်ခုရသွားအဲ့ဒီ page ကိုကျွန်တော်ဒီ menu ထဲမှာတွားပြီးတော့ထည့်ရတယ် appear ထဲက menu ကိုတွားမယ်ခုနကကျွန်တော်ထည့်တာ category တွေထည့်အောင် category အခုကကျွန်တော်က page ထဲဟာထည့်မယ် page ထဲမှာ view ကိုနှိပ်လိုက်အဲ့ထဲမှာ home ရှိမယ် corner ရှိမယ်အဲ့ဒီ corner ဆိုတဲ့ဟာကို menu ထဲထည့်လိုက်မယ် corner အောက်ဆုံးကနော် save menu လုပ်လိုက်မယ် refresh လုပ်လိုက်မယ်လုပ်လိုက်မယ် okay ကောင်းတဲ့မှာကြောက်ပါပြီနောက်ထပ် home ဆိုတဲ့ဟာမှာထည့်လိုက်နေတော့ပဲတွားပြီးကြာဖြစ်ပါလေအဲ့ဒါဆိုရင်ကျွန်တော်အခုက width float left ထားတဲ့အတွက် width height ကကုန်ချောနေတယ်နော်ကုန်ချောနေတဲ့အတွက်ကျွန်တော်အခုအပေါင်းနဲ့ dip clear ပေါ့ clear လုပ်ပြီးမယ် clear ဆို fly ပေါ့အကောင်ကိုဒီမှာ UL မှာကြောက်မှာ dip clear ထည့်လိုက်မယ်ဆိုဆိုရင်တန်ဟိုတွေ့နော် width height တွေကိုခါလေး clear လုပ်လိုက်ပါပြီဆိုဆိုရင်ကျွန်တော်တို့ဒီအတားရဲ့ background ဖိကိုခဏဖြောက်ထားလိုက်ဖိကိုပါဖြောက်လာမယ်ဆိုရင်အဲ့လိုဆိုရင်ကျွန်တော်တို့အခုကဒီ sub menu ပဲထည့်ဖို့ကြံပါတယ်အဲ့ဒီ sub menu ထည့်မှာတော့နောက်ထပ်အပိုင်း2မှာထပ်ပြီးတော့ရှင်းပြပါမယ် sub menu မှာထည့်ဖို့အတွက်ဆိုရင်နောက်ထပ် menu တစ်ခုထပ်ဆောက်အောင်မယ်အဲ့ဒီ menu ကို function ထဲမှာတွားပြီး register ဝင်လုပ်အောင်မယ်ပြင်မှာUN နဲ့ဒီကောင်းရဲ့နမူတွေကြာလိုက် CS နဲ့ class ရမယ်အဲ့လိုစချင်ပဲအဲ့ဒါကြောင့်ပိုင်းအဲ့ဒီအကြောင်းအရာတွေပိုင်း2မှာပဲထပ်ပြီးတော့ရှင်းပြပါမယ်အားလုံးကျေးဇူးတင်ပါတယ်